လေပြင်းမြန်မာပြည်သူများလုံးပဲမင်္ဂလာပါကဘာပေါ်မှာအလှပဆုံးကန်အမျိုးမျိုးရှိပါတယ်ဒါပေမဲ့အခုကျွန်တော်ပြောပြမယ့်ကန်ကတော့အလှပထက်ကြောင်းဘက်ဖွဲ့ရာအမည်နာမတစ်ခုနဲ့ကြော်ကြားနေတာပါအဲ့ဒါကတော့ရုရှားနိုင်ငံယူရဲတောင်တန်းအနီးမှာရှိတဲ့ကရာချိုင်းရေကန်ပဲဖြစ်ပါတယ်ဒီကန်ရဲ့ကန်နာမှာတင်တနာရီလောက်ရပ်နေမိအောင်နဲ့တင်သေလောက်တဲ့ရေဒီယိုတက်တိကြွပမာဏကိုရရှိပြီးအသက်ဆုံးရှုံးနိုင်ပါတယ်ဒါဆိုကမ္ဘာအညဉ့်ညမ်းဆုံးနေရာလို့တင်စားရလောက်ဘာတွေကဒီကန်ကိုပြောင်းလဲဖြစ်ခဲ့တာလဲဒီနေ့မှာတော့ဒီကန်ရဲ့နောက်ွယ်ကထိတ်လန့်စရာသမိုင်းကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကရာချိုင်းရေကန်ရဲ့ဂျမာဆိုဟာ1940ပြည့်နှစ်တွေရဲ့အကုန်ပိုင်းမှာစတင်ခဲ့တာပါအဲ့ဒီချိန်ကဆိုဗီယက်ယူနီယံဟာအမေရိကန်နဲ့အပြိုင်နျူကလ িয়ার လက်နက်တွေထုတ်လုပ်ဖို့ကြိုးစားနေချိန်ဖြစ်ပါတယ်1945ခုနှစ်မှာဆိုဗီယက်ဟာမာယက်လို့ခေါ်တဲ့လှုပ်ဝက်နျူကလ িয়ার စစ်ရုံကြီးတစ်ခုကိုကရာချိုင်းရေကန်အနီးမှာတည်ဆောက်ခဲ့ပါတယ်ဒီစက်ရုံဟာအနုမြူဘုံအတွက်လိုအပ်တဲ့ပလူတိုနီယမ်တွေကိုထုတ်လုပ်တဲ့နေရာပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကဘေးထွက်ဆိုးကျိုးတွေကိုတေချာမစင်စားပဲစက်ရုံကထွက်တဲ့နျူကလ িয়ার စွန့်ပစ်ပစ္စည်းအစိတ်တောက်တွေကိုအနီးအနားကကရာချိုင်းရေကန်တွေကိုတိုက်ရိုက်စွန့်ပစ်ခဲ့ကြပါတယ်1952ခုနှစ်ကစပြီးကန်အတွင်းကိုစွန့်ပစ်လိုက်တဲ့ရေဒီယိုတက်တိကြွပစ္စည်းတွေဟာကန်ရဲ့အောက်ခြေမှာနေထိုင်ပြီးစုပုံလာပါတယ်ကန်ဟာတင်းငယ်တဲ့အတွက်အစိတ်တောက်တွေဟာအလွန်သိမ်းသေးသွားခဲ့ပါတယ်တကယ်ကပေးကြီးကတော့1968ခုနှစ်မှာစတင်ခဲ့တာပါအဲ့ဒီနှစ်မှာပြင်းထန်တဲ့မိုးခေါင်မှုကြောင့်ကရာချိုင်းရေကန်ရဲ့ရေတွေခန်းချောက်သွားပါတယ်အဲ့ဒီအခါကန်အောက်ခြေမှာရှိတဲ့ရေဒီယိုတက်တိကြွအမှုန်မွှားတွေဟာလေထဲကိုပြန့်နှံ့သွားခဲ့ပါတယ်ပြင်းထန်တဲ့လေမုန်တိုင်းကြောင့်ဒီအစိမ့်မှုန်တွေဟာဧရိယာစတူရန်ကီလိုမီတာ2300ကျော်အထိပြန့်နှံ့သွားပြီးလူပေါင်း9သိန်းကျော်ဟာရေဒီယိုတက်တိကြွဘေးအန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရပါတယ်ဒီဖြစ်ရပ်တွေကိုဆိုဗီယက်အစိုးရဟာဆယ်စုနှစ်ပေါင်းများစွာကမ္ဘာကိုလှုပ်ဝက်ထားခဲ့ပါတယ်1990ပြည့်နှစ်ဝန်းကျင်လောက်မှသာဒီကန်ရဲ့အခြေအနေကိုကမ္ဘာကသိရှိခွင့်ရခဲ့တာပါ World Weather Institute ရဲ့အဆိုအရကရာချိုင်းရေကန်ဟာကမ္ဘာအညဉ့်ညမ်းဆုံးနေရာဖြစ်ပါတယ်1990ခုနှစ်မှာတိုင်းထွာချက်အရဒီကန်နားမှာရပ်နေမယ်ဆိုရင်တနာရီကို600 region ရှိတဲ့ radiation ပမာဏကိုထိတွေ့ရမှာပါဒါဟာလူတစ်ယောက်ကိုချက်ချင်းသေစေနိုင်တဲ့ပမာဏထက်အဆပေါင်းများစွာပိုများပါတယ်ဒီအန်ဒီရဲ့ကိုထိန်းချုပ်ဖို့အတွက်ရုရှားအစိုးရဟာ1998ခုနှစ်ကစပြီးကန်ကိုကြောက်တုံးတွေကွန်ကရစ်တုံးတွေနဲ့ဖုံးအုပ်ဖို့ကြိုးစားခဲ့ပါတယ်ရည်ရွယ်ချက်ကတော့စိတ်မုံတွေလေထဲကိုထပ်မပြတ်အောင်တားဆီးဖို့ပါဒီလုပ်ငန်းစဉ်ဟာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး2015ခုနှစ်နိုဝင်ဘာလမှာတော့ကရာချိုင်းရေကန်တစ်ခုလုံးကိုကွန်ကရစ်တွေနဲ့အပီးပိုင်ဖုံးအုပ်နိုင်ပြီလို့ကြေညာခဲ့ပါတယ်ဒါပေမဲ့ကန်ကိုဖုံးအုပ်လိုက်ရုံနဲ့အန်ဒီရဲကပြီးဆုံးသွားတာမဟုတ်ပါဘူးမြေရောက်ရေတွေတဲကိုဒီအစိတ်တောက်တွေစိတ်ဝင်သွားမှာကိုသိပ္ပံပညာရှင်တွေကအခုထိစိုးရိမ်နေကြဆဲဖြစ်ပါတယ်ကရာချိုင်းရေကန်ဟာလူသားတို့ရဲ့ပေါ့ဆမှုနဲ့နျူကလ িয়ার စွမ်းအင်ကိုစနစ်တကျမကင်တွင်နိုင်ခဲ့ခြင်းရဲ့ရှားလက်စုပ်တစ်ခုပါပဲဒီကန်ဟာအခုတော့မြေပြင်ပေါ်မှာမရှိတော့ပဲကွန်ကရစ်တွေအောက်မှာပျောက်ကွယ်သွားပြီဖြစ်ပေမဲ့သူပေးခဲ့တဲ့သင်ခန်းစာကတော့သမိုင်းမှာအမြဲရှိနေမှာပါတဘာဝပတ်ဝန်းကျင်ကိုဖျက်ဆီးမိရင်အဲ့ဒီအကျိုးဆက်ဟာလူသားတွေစီကိုဘလောက်ကြောက်စရာကောင်းအောင်ပြန်လာတတ်တယ်လဲဆိုတာကရာချိုင်းရေကန်ကတက်သေးပြနေပါတယ်ဆိုတဲ့အကြောင်းပြောရင်းနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ